ကဲဒီနေ့ကတော့ကျွန်တော်ဒီထားတဲ့ event ကို L ဝပါပြီးတော့ evenly နေနေသုံးမယ် diploma ကို C ဝပါပြီးတော့ diplomacy နေနေသုံးမယ်ကဲဘာလို့ဖြစ်လာလဲကြည့်အောင် event အားလုံးသိတယ်အတိအများကြီးရှိတယ်ဒါပေမဲ့ဒီနေ့မှာကျွန်တော်ပြပြချင်တာကတော့ adverb နဲ့ noun ဘာနော် adverb နေနေသုံးမယ်ဆိုတော့သူကဘာလဲဆိုတော့တောင်မလို့အဓိပ္ပာယ်ရတယ် noun နေနေသုံးမယ်ဆိုတော့စုံကိန်းဥပမာအနေနဲ့ဒီ can evenly သူစားတော့ဖန်နိုင်ရှာဘူးဆိုတဲ့အဓိပ္ပာယ်နဲ့သုံးလို့ရတယ်အော်တဲ့ချင်းမှာလည်းသုံးလို့ရတယ်နောက်ခုကျတော့ဘာလဲဆိုတော့ forest in the never ဒီကတော့ survey တခုဖြစ်တယ်လို့သုံးလို့ရတယ်ဒါဆိုရင် ly ထပ်ပိုက်လိုက်ရင် evenly ရဲ့အဓိပ္ပာယ်ကညီညီညာညာဟာနော် ly ပါတာတတိထားပါဒါဆိုရင်ကျွန်တော်တို့ကရေပေါ်ရပြဘယ်လိုသုံးလို့ရလဲဆိုတော့ adverb အနေနဲ့သုံးလို့ရတယ်ကဲညီညီညာကို adverb အနေနဲ့ဘယ်လိုသုံးမလဲဆိုတော့ spread the bar evenly ဒါထောဘက်ကိုညီညာတုပ်ပါဆိုပြီးတော့သုံးလို့ရတယ်ဒါဆိုရင်ကျွန်တော်က even ဒါဆိုရင် evenly ဟာနော်ဒါဆိုရင်အဓိပ္ပာယ်သုံးခုတော့ရပြီတောင်မှရင်နောက်တစ်ခုကဘာလဲဆိုတော့so okay evenly ဆိုတော့ကျွန်တော်ဘာဖြစ်လာလဲဆိုတော့ညီညီညာဆိုတဲ့ adverb တစ်ခုထားပြီးတော့ပို့လာတာပေါ့နော်ကဲနောက်ခုကျ diploma ကျတော့အားလုံးသိတဲ့အတိုင်းဒါအောင်လင်းမှဒါမှမဟုတ်ရင်diploma ပေါ့နော်ဥပမာတမဆိုရင် he has a diploma in marketing ဟာနော်သူက marketing နဲ့ပတ်သက်လို့ diploma ရှိတယ်အောင်လင်းမှရှိတယ်ဒါမှမဟုတ်ရင်ကျွန်တော် CY လေးထပ်ပေါက်လိုက်မယ် CY လေးထပ်ပေါက်ပြီးတော့ဘယ်လိုဖြစ်လာမလဲဆိုတော့ diplomacy ဟာနော် diplomacy ဆိုရင်ကျွန်တော်တို့ကဘယ်လိုအဓိပ္ပာယ်ရလဲဆိုတော့တန်ခေတမန်ခင်တတမန်ပရိရလို့အဓိပ္ပာယ်ရတယ်ဥပမာနဲ့ပြောမယ်ဆိုရင် diplomacy helps the countries to solve the problem peacefully အဓိပ္ပာယ်ကတော့တန်တမန်ပရိရတွေရာဆိုရင်နိုင်ငံတွေကိုပြဿနာဖြေရှင်းတဲ့အခါမှာရေးချစ်ချမ်းဖြေရှင်းဖို့အကူအညီပေးတယ်လို့ပြောလို့ရတယ်အဲ့တော့မှကျွန်တော်တို့ကလူပုဂ္ဂိုလ် noun အနေနဲ့သုံးမယ်တန်တမန်အနေနဲ့သုံးမယ်ဆိုရင် diplomat နော်ဒါမှမဟုတ်ရင်ကျွန်တော်တို့က adjective အနေနဲ့သုံးမယ်ဆိုရင်သူ့ကိုဘယ်လိုပြောင်းသုံးလို့ရလဲဆိုတော့ diplomatic ဟာနော်ဒါဆိုရင်အဓိပ္ပာယ်ကဘာလို့ပြောရလဲဆိုတော့တန်တမန်ရေးရကျွမ်းကျင်လိမ့်မှတော့ဆိုတော့အဓိပ္ပာယ်သုံးလို့ရတာပေါ့နော်ဒါဆိုရင်အဲ့ဒီသုံးလုံးမှာအသက်ထွက်လေးနည်းနည်းလေး꿰တယ်ပထမတစ်ခုက diploma ဟာနော်နောက်ခုက noun အနေနဲ့သုံးမယ်လူပုဂ္ဂိုလ်အနေနဲ့သုံးမယ်ဆိုရင် diplomat ဟာနော် diplomat ဒီပထမအစုပ်စကားလုံးမှာသူကအတန်နဲ့ဆွဲလိုက်တာပေါ့နော် diplomat ဟာနော်ဒါဆိုရင်အနောက်ဆုံးတစ်လုံးအနေနဲ့ကျွန်တော်ကသုံးမယ် adjective အနေနဲ့သုံးမယ်ဆိုရင် diplomatic ဟာနော်ဒါဆိုရင်သူရဲ့အသက်ထွက်လေးကိုတေချာလေး view site ပါ diploma diplomat diplomatic ဆိုပြီးတော့ကြွားချမှုရှိတယ်တခြားစကားလုံးတွေသိရင်လည်း comment မှာ share တော့ပေးပါဦးပြောချင်တာကစကားလုံးတော့အဆင်တူတယ်ဒါပေမဲ့အသက်ထွက်နည်းနည်းလေး꿰တဲ့ဟာတွေမျိုးပေါ့ကျေးဇူးပါ